Marlins နာရဲ့အင်တော်ကထူးဆန်းတဲ့စီကန်းချက်များကျွန်တော်နာမည်က Gaspar တဲ့ကျွန်တော်တို့မိသားစုကမျိုးရိုးစင်ဆက်နာရဲ့ကူညီမှုလုပ်ငန်း Funeral Home ကိုလူကိုင်လာခဲ့တာပါကျွန်တော်နာမည်ကို Gaspar လို့ပေးခဲ့တာကလည်း Gaspar the Friendly Ghost ဆိုတဲ့ရုပ်ရှင်ကိုအစွဲပြုပြီးပေးခဲ့တာပေါ့ကျွန်တော်မိဘတွေကအလုတ်ကသာအလေးအနက်ထားရမယ့်အလုပ်ဖြစ်ပေမဲ့လူတွေကိုဆက်ဆံတဲ့အခါမှာတော့နူးညံ့တိမ်မွေ့စွာဆက်ဆံသင့်တယ်လို့ယုံကြည်ခဲ့ကြတယ်။ဒါဝန်ယူမှုရှိခြင်းကကျင်နာမှုကိုဖျက်ဆီးဖြစ်တာမဟုတ်ဘူးလို့လည်းသူတို့ကဆိုခဲ့တယ်။ကျွန်တော်တို့လိုအလုပ်မျိုးမှဆိုရင်ဒီနှစ်ခုစလုံးကအရေးကြီးတယ်လေ။ငယ်ငယ်ကတည်းကကျွန်တော်ဘာဖြစ်လာမယ်ဆိုတာသိနေခဲ့တယ်။တချို့လူတွေကဒါကိုကန့်တတ်ထားတယ်လို့ပြောကြပေမဲ့ကျွန်တော်အတွက်တော့ငြိမ်းချမ်းမှုတစ်ခုပါပဲဘယ်တော့မှမန်းစားစရာမလိုဘူးအနာဂတ်အတွက်စိုးရိမ်ပူပန်စရာမလိုဘူးအဖေအလုပ်လုပ်တာကိုကျွန်တော်ကြည့်ခဲ့တယ်ငိုယိုပြီးပင်ပန်းနွမ်းနယ်နေတဲ့မိသားစုတွေနဲ့အဖေစကားပြောတာကိုကျွန်တော်ကြည့်ခဲ့တယ်အဖေကအဆောက်အဦထဲမှာသူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုလိုလှုပ်ရှားသွားလာနေတာကိုလည်းကျွန်တော်မြင်ခဲ့တယ်နွေရာသီမှာဘဲတကားတွေကပိတ်ရခက်တယ်မိုးရွာရင်ဘဲမီးလုံးတွေကမိတ်တုံဖိတတ်တယ်ဆိုတာသူသိတယ်ဝန်ထုတ်ဝန်ဘောတွေကိုကိုမဖီစီးစေဘဲနဲ့ဘလို့ထမ်းရွက်ရမယ်ဆိုတာကိုလည်းသူကကျွန်တော်ကိုသင်ပေးခဲ့တယ်ကျွန်တော်မိဘတွေနဲ့ပတ်သက်ပြီးဘာတစ်ခုမှလိုချင်တောင့်တစရာမရှိခဲ့ဘူးသူတို့ကအမြဲတမ်းရှိနေပေးခဲ့တယ်ခိုင်မာတယ်စအုပ်ထက်ကတရေခေါင်းတွေလိုပဲစိတ်တက်ကြစေတယ်သူတို့ကဘာကိုမှတကြားလုံးလို့ချူအောင်မပြောခဲ့ဘူးဒါပေမဲ့ကျွန်တော်ကိုလည်းမကြောက်အောင်မလုပ်ခဲ့ဘူးတေချင်းတရားဆိုတာကျွန်တော်တို့အိမ်မှာဘယ်တော့မှဘလူးတကောင်မဟုတ်ဘူးဒါဟာအမှန်တစ်ခုပဲအလေးအနက်ထားရမယ့်အမှန်တစ်ခုလေးစားထိုက်တဲ့အမှန်တစ်ခုဒါပေမဲ့ဒီအလုကလွယ်တယ်လို့တော့မဆိုလို့ဘူးနာရေးအိမ်တွေကအချိန်မမှန်ဘူးကျွန်တော်အလို့အများစုကညဘက်ဒါမှမဟုတ်မနက်စောတခြားလူတွေအိပ်ပျော်နေချိန်ဒါမှမဟုတ်သူတို့ရဲ့နေ့ကိုစားတင်နေချိန်မှာဖြစ်တတ်တယ်ကျွန်တော်က bleach နတ်တွေဆွဲနေတတ်တယ်အဝတ်အစားတွေလက်တွေစပင်တွေမှာအမြဲတမ်းဆွဲနေတတ်တယ်ရေချိုးပြီးလဲတောင်အဲ့ဒီအနိုင်ကကြံနေသေးတယ်ကိုဘယ်ကလာခဲ့တယ်ဆိုတာကိုတတိပေးနေတယ်လို့မျိုးပေါ့ကျွန်တော်အချင်းစရင်ကတခြားလူလေးနဲ့မတူညီတဲ့အတွက်လူမှုဆက်ဆံရေးကခက်ခဲတယ်တငယ်ချင်းတွေကစနေတနင်္ဂနွေမှာကျွန်တော်ဘာလုပ်တယ်ဆိုတာမမေးတော့ဘူးချစ်သူရှာရတာကလည်းကျွန်တော်ဘာအလုပ်လုပ်တယ်ဆိုတာရှင်းပြရတဲ့အပိုင်းအထိအရှင်းမပြေဘူးဒါပေမဲ့ဒါကစကားစမြပြောဖို့အတွက်တော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်စေတယ်နာရေးအိမ်တစ်ခုကိုလောက်ကင်တယ်လို့ပြောလိုက်တဲ့အခါလူတွေဘလို့တုံ့ပြန်လဲဆိုတာကိုကြည့်ပြီးလူတယောက်အကြောင်းကိုအများကြီးပြောပြနိုင်တယ်တချို့လူတွေကတိတ်ဆိတ်သွားတယ်တချို့ကစိုးရိမ်လာတယ်တချို့ကစူးစမ်းခြင်းစိတ်ပြင်းထန်လာတယ်ကျွန်တော်ကတော့ဘာကိုမှခယူမဆိုင်ဘူးဒီအလုပ်ကိုကျွန်တော်ချစ်တယ်မုန်းလဲမုန်းတယ်ကျွန်တော်စီကဘာကိုမျောလင့်ထားတယ်ဆိုတာသိရတာကိုကျွန်တော်ချစ်တယ်အရာရာကိုမှန်ကန်တဲ့နီးလန်းနဲ့လုပ်ရတာကိုကျွန်တော်ချစ်တယ်ပြီးတော့အဲ့ဓာတွေကိုကောင်းကောင်းလုပ်နိုင်တာကအရေးကြီးတယ်ဆိုတာကိုလည်းကျွန်တော်ချစ်တယ်မိသားစုတွေကသူတို့ဘဝရဲ့အခက်အခဲဆုံးနေ့တွေမှာကျွန်တော်ကိုယုံကြည်တာကိုကျွန်တော်ချစ်တယ်ကျွန်တော်အထီးချမ်းတာကိုမုန်းတယ်အချိန်တွေကဘလို့ကုံသွားမှမသိတာကိုမုန်းတယ်တချို့နေ့တွေကကျွန်တော်မလိုချင်ပဲလဲအိမ်ထိလိုက်လာတာကိုမုန်းတယ်ဒါပေမဲ့ဒါကကျွန်တော်နေရာပဲဒါကိုစောင့်ရှောက်တာကကျွန်တော်တာဝန်ပဲဒီအဆောက်အဦကကျွန်တော်မွေးကလေးကရှိနေတာကျွန်တော်အဖေဒီအလုပ်ကိုစတင်လောက်ကင်ခဲ့တာထက်အုံပိုကြတယ်မျိုးရိုးစင်ကအနှဲငယ်စီထပ်ပေါင်းခဲ့တယ်အခန်းတစ်ခုစင်ကြမ်းလန်တစ်ခုအရင်ထက်ပိုကောင်းတဲ့စနစ်တစ်ခုဘာမှထူးထူးခြားခြားမရှိဘူးအရာရာကိုချောမွေ့စာလဲပါနေဖို့အတွက်တိုးတက်မှုတွေပဲကျွန်တော်တို့ကအတေးခေါင်းတွေကိုဂယူးဆိုင်တယ်ပြီးတော့သူတို့ခဏတာနေထိုင်သွားတဲ့နေရာကိုလည်းဂယူးဆိုင်တယ်ဒီနေ့ကျရင်ဒါတွေအားလုံးကတခြားသူတယောက်စီရောက်သွားလိမ့်မယ်ဒါကဒီလိုပဲဖြစ်တတ်တယ်အဲ့ဒါမဖြစ်ခင်မှာပြောစရာတွေရှိတယ်နားလေရမယ်စီကန်းတွေရှိတယ်ဒီနေ့ကျရင်မင်းကကျွန်တော်နေရာကိုယူမယ်ဆိုရင်ဒီစီကန်းတွေကိုတီးထားတာအကောင်ဆုံးပဲဒါပေမဲ့အဲ့ဒါတွေအကြောင်းကိုနောက်မှပြောကြတော့ပထမဆုံးအနေနဲ့မင်းအလုပ်လုပ်ချင်တဲ့နေရာအကြောင်းကိုပို့တီးတင်တယ်ပြီးတော့ Ruby အကြောင်းကိုအဓိကတီးတင်တယ် Ruby ကကျွန်တော်တို့မိသားစုရဲ့ငရဲခွေးပဲဒီအဆောက်အဦထဲမှာတခြားဘာကိုမှမမြင်ခင်မှာသူ့ကိုအရင်ဆုံးမြင်ရလိမ့်မယ်
သူကများသောအားဖြင့်ကျွန်တော်တဲ့အရင်နှုတ်ပြီးစင်စမ်းလန်းနာတော့ဒါမှမဟုတ်အိမ်ရှိလေထန်းနားဒီမှာစောင့်နေတတ်တယ်မနက်ပိုင်းမှာတိတ်ဆိတ်နေပြီးညဘက်မှာပိုပြီးတတိရှိတယ်များသောအားဖြင့်လူတွေကသူ့ကိုတာမန်ခွေးတကောင်လို့ပဲထင်ကြတယ်သူ့မှာအမွေးတိုးတိုးနဲ့ခန္ဓာကိုတောင့်တောင့်ချင်းချင်းရှိတယ်သူ့မျက်နှာကအမူအရာနဲ့ပြည့်တယ်နားထောင်နေသလိုမျိုးမျက်လုံးခတ်တယ်ထိုင်တဲ့အခါမှာလည်းအချင်းတစ်ခုလိုတစ်ဖက်ကိုမိထိုင်တယ်သူကဖော်ကြည့်ရင်းနှီးပြီးပုံနဲ့များသောအားဖြင့်တော့ဖော်ကြည့်ရင်းပြီးပါတယ်ဒါပေမဲ့သူ့မှာဦးချုံတွေရှိတယ်သူ့ခေါင်းနောက်ကိုကွေးငွေတွေတေးသေးလေးတွေနဲ့မဲညောင်းတဲ့ဦးချုံတွေပေါ့လူတွေကဓာကိုတတိထားမိလက်အခါကျွန်တော်ကမွေးရပါချူရိတ်တစ်ခုအယိုးကြီးထွားမှုတစ်ခုလို့ပြောလိုက်တယ်ခွေးတွေအချမ်းကိုလူများစုကသိမသိကြတော့ဘာမှပြန်မပြောနိုင်ကြဘူးအန်အိုးစရာအတန်လေးတွေထုတ်ပြီးဘေမျိုးစစ်လဲလို့မေးကြတယ်ကျွန်တော်ကတော့ဘေမျိုးစစ်လဲဆိုတာမပြောဘူးရောစစ်မျိုးစစ်လို့ပဲပြောလိုက်တယ်ဒါကမလင်းရမရတာမဟုတ်ဘူးလားသူ့ကိုဒီကိုဆေးလွန်ထဲတာဘသူကဆေးလွန်ခဲ့တာလဲဘလောက်ကြာပြီလဲဆိုတာကျွန်တော်မသိဘူးကျွန်တော်သူ့ကိုမွေးမြူးခဲ့တာမဟုတ်ဘူးကျွန်တော်ဒီအဆောက်အုံကိုလွဲယူခဲ့တဲ့နောက်သူကကျွန်တော်ကိုရှာတွေးခဲ့တာကျွန်တော်အဖေကသူ့အချမ်းကိုဘယ်တော့မှမပြောခဲ့ဘူးဒါပေမဲ့အဖေဆုံးပြီးကျွန်တော်အိမ်ပြန်ရောက်တဲ့အခါသူကအိမ်ထဲမှာအသိင်စောင့်နေခဲ့ပြီးသားသူကကျွန်တော်ကိုနေတိုင်းလိုက်ပါနေဖို့အချိန်အများကြီးမယူခဲ့ရဘူးငရဲခွေးတွေကငရဲတကားတွေကိုစောင့်ရှောက်ရတာသူတို့အယုတ်ပဲရူဘီကဒီကိုမရောက်ခင်ဘာလုပ်ခဲ့လဲဆိုတာကျွန်တော်တရချမသိဘူးဒါပေမဲ့ဆုံးရောက်တယောက်ကဒီနေရာကသင်လျော်လေလို့ဆုံးဖြတ်ခဲ့တာဖြစ်ရမယ်တိန်နဲ့ကယ်လီဖွေးရရင်ကျွန်တော်ကအသေးခေါင်တွေအတွက်အလုပ်လုပ်တာသူတို့ကိုပြင်ဆင်ပေးတယ်စောင့်ကြည့်ပေးတယ်သူတို့မိသားစုတွေနှုတ်ဆက်ဖို့အစင်မသိခင်သူတို့ကိုလုံခြုံအောင်ထားပေးတယ်ဒါကအရေးကြီးတယ်လို့ထင်ရတယ်သူကစကားမပြောဘူးဒါပေမဲ့အရာရာကိုနားလေတယ်သူကတကားတွေကိုသူ့ဘာသူဖွင့်တယ်အသေးခေါင်တွေနားမှာစောင့်ကြည့်နေတယ်လို့မျိုးထိုင်တယ်ကျွန်တော်မစားရင်သူကမစားဘူးဘသူကမှမယုံကြည်တာထက်သူ့ကိုပိုယုံကြည်တယ်ဒီနိုင်အင်းကကျွန်တော်မိသားစုမှာမျိုးရိုးစိမ်အများကြီးရှိတာတေးသေးလေးဒေတာကလုပ်ငန်းတစ်ခုအနေနဲ့စတင်ပြီးအချိန်ကြာလာတဲ့အမြကြီးထွားလာခဲ့တယ်မိသားစုတွေကဂယုစိုက်နဲ့လေးစားမှုကိုဒီကိုလာရှာနိုင်တယ်လို့သိခဲ့ကြတယ်စီကန်းတွေကရိုးရှင်းတယ်ကျွန်တော်တို့ကအလောင်းကိုကင်တွယ်တယ်ဝန်ဆောင်မှုတွေကိုပြင်းစင်တယ်တေချင်းနဲ့မြုံနှံချင်းကြားတဲ့အဆင့်တစ်ခုကိုမှန်ကန်တဲ့နီးလန့်တွေလုပ်ရမယ်ဆိုတာကိုသိချစေတယ်ဒါပေမဲ့နှစ်တွေကြာလာတော့တစ်ခုခုပြောင်းလဲသွားတယ်ဒေချင်းတရားကအမတ်တွေခြံခဲ့တယ်ဝိုင်းနှဲမှုအမတ်ရတီတွေနဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုယ်တိုင်ကိုအမြဲတမ်းထိမ့်သိမ်းထားတဲ့နေရာမှာအလုတ်လုတ်တဲ့အခါအဲ့ဒီစွမ်းအိမ်တွေကတီးဆောက်လာတယ်ဒါကရည်ရည်ချင်းရန်စင်ကြက်တာမဟုတ်ဘူးစင်စန်းလန်းတဲ့မှာလွင်းမြောက်နေတဲ့တရေတကောင်ကိုတော့ဒါမှမဟုတ်လှေတက်တိုင်မှာစောင့်နေတဲ့ပုံရိပ်အဟောင်းကိုတော့မင်းမမြင်ရပါဘူးဒါပေမဲ့စွမ်းအင်ကထူးထန်တယ်ဒီမှာထူးခြားတဲ့အရာတွေဖြစ်တတ်တယ်ပြီးကစီကန်းတွေကအလုတ်သမားတွေကိုလုံခြုံအောင်ထားဖို့အတွက်ကြိုတင်ကာကွယ်မှုတွေအနေနဲ့စတင်ခဲ့တာအဲ့ဒီစီကန်းတွေပဲမင်းကိုကျွန်တော်လက်ဆင့်ကမ်းပေးမယ်စီကန်းတွေပဲမင်းဘာကြောင့်ဒီအလုပ်ကိုလုပ်ချင်လဲဆိုတာကျွန်တော်မမေးဘူးကျွန်တော်တို့အားယုံကကိုယ်ပိုင်လူချေရှိခဲ့ကြတယ်အဲ့ဒီကပိုင်းကကျွန်တော်အတွက်အရေးမကြီးဘူးအရေးကြီးတာကမင်းဒီအဆောက်အုံထဲမှာအသက်ရှင်သွားနိုင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ယူဖို့ပဲပြီးတော့အခြားအရာအားလုံးကိုသူ့နေရာနဲ့သူထားတတ်ဖို့ဆိုတာကိုလည်းသိဖို့ပဲကျွန်တော်တို့မှာလက်ဆွဲစာအုပ်မရှိဘူးကျွန်တော်တို့မှာပုံမြင်တွေရှိတယ်ပုံမြင်တိုင်းမှာစီကန်းတစ်ခုစီရှိတယ်စီကန်းတိုင်းမှာအချောင်းအရာတစ်ခုစီရှိတယ်ကျွန်တော်ကမင်းကိုနှစ်ခုလုံးပေးမယ်မင်းဓာတ်တွေကိုမှတ်ထားရလိမ့်မယ်အားလုံးပေါ့ဒီအိမ်ကအမားကိုခွင့်မထုတ်ဘူးဒါကြောင့်တတိထားပါကျွန်တော်တို့ပြောစရာအများကြီးရှိပေမဲ့အခြေခံကစကြတော့ဒီပထမဆုံးစီကန်းကရိုးရှင်းပါတယ်စီကန်းတဲ့မီးအားလုံးကိုအမဲထွန်းထားပါအဆောင်ဦးတွေကအခန်းတိုင်းကိုအချိန်တန်းမီးထွန်းထားရမယ်စင်ချန်လန်းတွေပြင်ဆင်ခန်းတွေရေချိုးခန်းတွေပစ္စည်းတူလောင်ခန်းတွေကားကိုတောင်အလောင်အေးခန်းတွေဧည့်သည်လက်ခံခန်းတွေနေရာတိုင်းကိုပေါ့မင်းမသုံးတဲ့နေရာတွေတောင်မှထွန်းထားရမယ်အထူးသဖြင့်မင်းမသုံးတဲ့နေရာတွေကိုပေါ့ပင်မခလုတ်တွေကိုရှေ့ကကောင်တာနားမှာတွေ့ရလိမ့်မယ်မြေရောက်ခန်းယူဒီလက်ဒီပန်ထဲမှာလည်းရှိတယ်နှစ်ခုစလုံးမှာတစိတ်ကတ်ထားတယ်မီးတွေကပင်မတန်အားလိုင်းနဲ့ချိဆက်ထားတယ်ဒါပေမဲ့
အဆောင်ကိုနောက်ကကိရိယာထားတဲ့တဲလေးထဲမှာတီးခြားမီးစက်တစ်ခုရှိတယ်အဲ့ဒီမီးစက်ကနာရဲအိမ်ကြီးအတွက်ပဲအခန်းတိုင်းကိုလွှမ်းခြုံအောင်ဝါယာကျူးတွေတက်ဆင်ထားတယ်ပင်မတန်အားပြတ်သွားရင်အလိုလျောက်ပွင့်လာတဲ့တယ်မပွင့်ရင်တော့မင်းအပြင်ထွက်ပြီးကိုယ်တိုင်ဆန်နှုတ်ရလိမ့်မယ်ဘဲဘက်ချမ်းမှာ crank panel တစ်ခုရှိတယ်သူ့ဘေးမှာအနီရောင်စီပုံတစ်ပုံရှိတယ်ညွန်ကြားချက်တွေကိုတဲတကားအတွင်းဘက်မှာကတ်ထားတယ်တပတ်တစ်ခါစီဖြေးပါစီထဲဘူးကားတော်တစ်ခုကိုအနီးနားမှာထားပါဒီစီကန်းရဲ့အကြောင်းပြချက်ကယူရှင်းပါတယ်နာရဲအိမ်မှာမင်းရဲ့အထီးကအလုပ်ကအသေးကောင်းတွေကိုတန်ရှင်းရေးလုပ်ပြီးပြင်ဆင်ဖို့ပဲဒါကလူတိုင်းမျှော်လင့်ထားတာပဲမိသားစုတွေကလာတယ်စီစဉ်စရာရှိတာစီစဉ်တယ်ပြီးတော့ပြန်သွားတယ်မင်းကအလောင်းကိုစီးကြောတယ်အဝတ်လဲပေးတယ်အဲ့ဒီဒီလာကြီးဟုပြင်ဆင်ပေးတယ်နောက်ဆုံးတော့မြုပ်နံတာဒါမှမဟုတ်မိသင်္ကရောတာကိုလုပ်ပေးရတယ်ဒါကဂယုဆိုင်အသီးစိတ်လုပ်ရတဲ့အလုပ်တစ်ခုပဲလူတွေကဒါပဲရှိတယ်လို့ထင်ကြတယ်ဒါပေမဲ့ဒါကအလုပ်တစ်လုံးမဟုတ်ဘူးမင်းဒီကိုမရောက်ခင်ဘယ်သူမှမရှင်းပြတဲ့အရာကမင်းကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုဖော်ပြပြီးတုံ့ပြန်ဖို့တာဝန်ရှိတယ်ဆိုတာပဲလူများစုကဘယ်တော့မှမမြင်ဘူးဒါပေမဲ့မင်းကမြင်ရလိမ့်မယ်ကျွန်တော်တို့ဒါကို rod လို့ခေါ်တယ် rod ဆိုတာပုတ်ဆွဲတာမဟုတ်ဘူး rod ဆိုတာဝိညာဉ်ရေးရအခြေအနေတစ်ခုပဲဒါကခန္ဓာကိုယ်ပေါ်မှာတဘာဝမကျတဲ့နီလာတွေနဲ့ပေါ်လာတတ်တယ်တချို့အချိန်တွေမှာမီးလောင်ထားသလိုမျိုးပုံစံပေါက်နေတတ်တယ်တချို့အချိန်တွေမှာစေပညာဆိုင်ရာပုံစံနဲ့မကိုက်ညီတဲ့အနာအစားတွေဖြစ်နေတတ်တယ်အရေပါးကမပျက်စီးပဲရှိနေပေမဲ့အောက်ကအဆောင်အုပ်ကပြော့နေတာဒါမှမဟုတ်ဟောင်းလောင်ကြီးဖြစ်နေတာမျိုးခံစားရလိမ့်မယ်။ပါဇက်ကပုံမှန်ထပ်ပို့ကျနေတတ်တယ်။သွားရီကအရန်ရှည်နေတတ်တယ်။တချို့အချိန်တွေမှာခြေလက်တွေကမကွေးတဲ့ပုံစံမျိုးကွေးနေတတ်တယ်။ရုံးခန်းမှာကျွန်တော်တို့ဘလူးထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမှတ်မိရမယ်ဆိုတဲ့လက်ဆွဲစာအုပ်တစ်အုပ်ရှိတယ်။အခုတည်ထားရမယ့်အရေးကြီးဆုံးအချက်ကတော့ raw ဆိုတာနတ်ဆိုတစ်ခုကပူးကချင်းလုပ်ငန်းချင်းကိုစတင်ပြီးမပြီးဆုံးသေးတဲ့အခါကြမ်းခဲ့ထားတာပဲပူးကချင်းမပြီးဆုံးသေးခင်မှာလူကတီးဆုံးသွားခဲ့တာဒါကြောင့်ခန္ဓာကိုယ်ကတဝက်တစ်ပြက်အခြေအနေမျိုးမှာကြမ်းခဲ့နေတာအဲ့ဒီတဝက်တစ်ပြက်အခြေအနေကအန်ဒီရဲ့များတယ်ဒါကိုရှားဖွေဖော်ပြဖို့ကမင်းရဲ့တာဝန်ပဲ rock ကိုတွေ့ရင်ချက်ချင်းပဲအနီရောင်စာတန်းထား red ledger ထဲမှာမှတ်တမ်းတင်ရမယ်ပြင်ဆင်ခန်းပေါ်မှာတအုပ်ရှိတယ်အလောင်းဆေးချောတဲ့ဗီဒီယိုထဲမှာစင်းပေါ်မှာအရန်တအုပ်ရှိတယ်အဲ့ဒီအတွက်ကွန်ပျူတာကိုမသုံးရဘူးတခြားအရာအလုံးအတွက် digital မှတ်တမ်းတွေထားရှိပေမဲ့ထူးခြားတဲ့ဖြစ်ရပ်တွေကိုစာရွက်ပေါ်မှာမှတ်တမ်းတင်ရမယ်အဲ့ဒီစာအုပ်ကိုတစ်ပတ်တစ်ခါ scan ဖတ်ပြီး ရိုးမျိုးကဆက်သွယ်ရေးအရာရှိတယောက်ကိုပို့ရမယ်မှတ်တမ်းတင်ပြီးသွားရင်ဒါကိုထိန်းချုပ်ရမယ်အဲ့ဒီမှာဘာသာရေးထုံးစံတွေပါဝင်လာတယ်အသေးဖြစ်ရတဲ့အတွက်ဆိုရင်နေရာမှာပဲတန့်ရှင်းခြင်းကိုလုပ်ရမယ်အလောင်းဆေးကြောတဲ့ဗီဒီယိုထဲမှာ clearance လို့တစိတ်ကတ်ထားတဲ့ပစ္စည်းအစုံလည်းရှိတယ်စာစီဖျားညိုင်နဲ့စာသားတို့ဟုမင်းကအဆင့်ဒီကိုမှတ်ထားရမယ်မှန်ကန်စွာလုပ်ရင်15မိနစ်ကြာမယ်အလက်လက်ဖြစ်ရတဲ့ထက်ဆိုရင်ဆွတောင်းခြင်းကိုထပ်ပေါင်းရမယ်အဲ့ဒါကပိုကြမယ်အစင်းလိုက်လေ့လာရမယ်တန်တရားရှိရင်နှစ်ခုစလုံးကိုလုပ်ပါအဲ့ဒါထက်ပိုဆိုးရတဲ့အရာတွေအတွက်ဆိုရင်လက္ခဏာတွေကပြင်းထန်လာရင် rod ကပြန့်လန်းလာရင်ဒါမှမဟုတ်အလောင်းကလှူရှားလာရင်စာပွဲထောင်ပနဲ့ဘက်မှာကတ်ထားတဲ့ဖုန်းနံပါတ်ကိုခေါ်ရမယ်အဲ့ဒါကဘာဒီကန်လိုင်းကိုရောက်သွားလိမ့်မယ်တစုံတစ်ယောက်ကဖုန်းကိုကိုင်လိမ့်မယ်မင်းကအချက်အလက်တွေကိုတလုံးမကျမှတ်ပြရမယ်ရှင်းပြဖို့မကြိုးစားနဲ့မင်းမြင်တာကိုပဲပြောပြအချင်းနေဆိုးဝါးရင်သူတို့ကလူတစ်ယောက်ကိုဈေးလွတ်လိမ့်မယ်သူတို့ရောက်တဲ့အထိမင်းကအလောင်းနဲ့အတူရှိရမယ်ဒါကလှုပ်ထုံးလုံးစီမယ်အခုမီးတွေကိုပြန်ပြောကြရအောင်နတ်ဆိုးတွေကသူတို့ရဲ့လက်ကိုတတိုက်မပြဘူးသူတို့ကလိမ်မာပါတယ်အထူးသဖြင့်ဒီအဆင့်မှာပေါ့သူတို့ကသူတို့ရဲ့အမက်တင်ရာတွေကိုဖုံးကွယ်ထားတယ်သူတို့ပုံကောင်းနေဖို့အလွယ်ဆုံးလေးကမီးမိန်နေမယ်အခန်းကလုံလောက်ကမလင်းရင်မင်းကလက္ခဏာတွေကိုလွဲချော်မိသွားလိမ့်မယ်မင်းကဒဏ်ရာမဟုတ်တဲ့ဒဏ်ရာတစ်ခုကိုလစ်လျှော်မိသွားနိုင်တယ်
ဒါမှမဟုတ်မင်းမထီးခင်ကောင်းနေတယ်လို့ထင်ရတဲ့အစိတ်တစ်ခုကိုလစ်လျှော်မိသွားနိုင်တယ်အလင်းရောင်အဖြစ်ဆုံးမှာမင်းကပို့ပြီးရှင်းလင်းမြန်နိုင်လိမ့်မယ်မင်းမရင်းရင်မင်းကအလောင်းကိုတခြားအခန်းကိုရွှေ့ပြီးနေရာတစ်ခုလုံးကိုပြန်ထွန်းရမယ်မင်းကိုထိန်းချုပ်မနိုင်တဲ့နေရာမှာအလောက်ဆက်မလုပ်ရဘူးအလောင်းကိုအဝတ်ဆက်လဲမင်းဆရာမလိုဘူးပြဿနာမဖြေရှင်းသေးခင်အလောက်ကိုပြန်မဆရဘူးနတ်ဆိုးပုကချင်းခံထားတဲ့အလောင်းကတည်ပြီးဖြစ်ပေမဲ့ဝိညာဉ်ရေးရာဆက်သွယ်မှုတစ်ခုအနေနဲ့ဆက်လက်လုပ်နိုင်သေးတယ်ဒါကလက္ခဏာတွေကိုမဖော်ပြနိုင်ပဲအလောင်းကိုမိသားစုကိုလွှဲပြောင်းလိုက်ပြီးမှပုကချင်းကအရှင်တကောက်အသေးစီမှာပြီးဆုံးသွားနိုင်တယ်အဲ့ဒီအရှင်ကဝမ်းနဲ့ပူဆွေးနေတဲ့အထိုင်းတောင်တာကနေဒါမှမဟုတ်ဂယုဆိုင်ပေးနေတဲ့သူထိခိုက်နိုင်လွဲတဲ့အချိန်မှာထိတွေ့မိသူဘယူဖြစ်နိုင်တယ်ဒါကမကြာခဏဖြစ်တာမဟုတ်ဘူးဒါပေမဲ့တစ်ချိန်တည်းနဲ့နှုံးလောက်တယ်နာရီအင်ကနောက်ဆုံးစစ်ဆေးကိတစ်ခုအလောင်းကထိန်းချုပ်နေတဲ့နေရာကနေမထွက်ခွာခင်နောက်ဆုံးမှတိုင်ပဲဒါကြောင့်ထိန်းချုပ်ခြင်းကအရေးကြီးတယ်ဒီကနေလွတ်သွားတဲ့ rod တစ်ခုကအိမ်တအိမ်လုံးကိုထိခိုက်နိုင်တယ်ပြီးတော့မိသားစုကဒါကိုမြုပ်နှံခြင်းရင်လည်းအကျိုးဆက်တွေကပိုဆိုးလာတယ်မင်းကချက်ချင်းမကြားနိုင်ဘူးဖြစ်မယ်ဒါပေမဲ့ဒါကကျွန်တော်တို့စီပြန်လာလိမ့်မယ်ဒါကြောင့်မီးတွေကအမြဲထွန်းထားရလားအမောင်ထဲမှာပုံအောင်နေတဲ့အရာတွေကမီးလင်းတဲ့နေရာတွေကိုရှောင်တယ်ကျွန်တော်တို့ကလေးတွေဘဝမှာကြောက်ရတဲ့ဘူးကီမန်းတွေကိုမှတ်မိလားအရာအောက်ကနေဒါမှမဟုတ်ပြီးလူတွေကနဲ့ကြည်ခိုင်းဖို့မိဘတွေကိုတောင်းဆိုခဲ့တဲ့ပုံစံမျိုးပေါ့ဟုတ်တယ်ကလေးတွေကတခြားဘက်နဲ့ပတ်သက်လာရင်လူတွေထပ်ပိုပြီးတတိထားမိတယ်သူတို့ကကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေကိုမြင်တယ်မကြားနိုင်တဲ့အရာတွေကိုကြားတယ်ဒါပေမဲ့ကလေးတွေမြင်တာကတကယ်ပဲပြီးတော့သူတို့ကအခွင့်အရေးကိုအမြဲတမ်းရှာဖွေနေကြတယ်နတ်ဆိုးတွေနဲ့ဘီလုံးတွေကအခွင့်အရေးသမားတွေကျွန်တော်တို့ဒါကို bridge လို့ခေါ်တယ် bridge စတင်ပြီးသွားရင်ပြန်လဲကောင်းဝင်ဖို့မရှိဘူး rod ကပြန်နန်းနေထင်းချုပ်မထားနိုင်ရင်ဒီအဆောက်အုံကပြောင်းလဲသွားလိမ့်မယ်ကျွန်တော်တစ်ချိန်မှမြင်ဘူးတယ်ပြင်ဆင်ခိုင်းရဲ့တဝက်ကိုပိတ်လိုက်ရတယ်အဲ့ဒီဘိုင်းကအခုထိပိတ်ထားသေးတယ်ကျွန်တော်တို့အဲ့ဒါကိုမသုံးတော့ဘူးဒါကမီးနေနဲ့စတင်တာဒါကြောင့်ဒါကမီးရဲ့ပထမဆုံးစီကံပဲမင်းကမီးတွေကိုထုံးထားရမယ်အမြဲတမ်းလျှက်စစ်မီတာကောင်းကိုစစ်မပူနဲ့ဘာဒီကန်ကအဲ့ဒါတွေကိုဂရုစိုက်ပေးလိမ့်မယ်မင်းမီးတွေကိုစီစဉ်ပြီးသွားရင်နောက်စီကံကိုဆက်သွားကြရအောင်စီကံနဲ့လှုပ်ထုံးလုံနေတွေကိုလိုက်နာပါဒီစီကံကအမားယွန်းသည့်ဖြစ်လာတဲ့အခါမှာအကျုံးဝင်တယ်ပြီးတော့ဒါတွေကတစ်ချိန်ချိန်မှဖြစ်လာလိမ့်မယ်ဒါကအလုတ်ရဲ့သဘောတဘာဝပဲမင်းကမင်းရဲ့အလုတ်ကိုလုံနေလိမ့်မယ်အရာရာကအစီအစဉ်အတိုင်းဖြစ်နေတယ်လို့ထင်နေလိမ့်မယ်ပြီးတော့တစ်ခုခုပြောင်းလဲသွားလိမ့်မယ်တချို့အချိန်တွေမှာ rod ရဲ့လက္ခဏာတွေကတခီးခီးပေါ်လာတတ်တယ်အရေးပြားကတင်းလာတယ်ဒါမှမဟုတ်အစစ်တွေကစောစောစီးစီးပိတ်ဆို့လာတယ်မျက်လုံးတွေကဘယ်နှခါပိတ်ဖို့ကြိုးစားမပိတ်ဘူးအဲ့ဒီဖြစ်ရက်တွေကတော့ကင်တွေဟာလွယ်တယ်မင်းကတန့်စင်ခြင်းလှုပ်ထုံးလုံနည်းတွေကိုလိုက်နာတယ်မင်းရဲ့အလုပ်ကိုပြီးအောင်လုပ်တယ်ပြီးတော့အလောင်းကိုပုံမှန်အတိုင်းပို့ပေးတယ်ဒါပေမဲ့တချို့အချိန်တွေမှာပို့ပြီးဆိုးရွားတယ်အလောင်းကသူ့ဘာသာသူလှုပ်ရှားလာရင်ခေါင်းလဲတာမျက်လုံးဖွင့်တာဘယ်လိုနည်းနဲ့မဆိုစကားပြောတာဆိုရင်မင်းကအစွန်းရောက်တဲ့ဖြစ်ရက်တစ်ခုနဲ့ရင်ဆိုင်နေရပြီအဲ့ဒီအချိန်မှာ rod ကယူရှင်းနဲ့တန့်စင်ခြင်းအတွက်အယံဝေးလွန်နေပြီမင်းကလှုပ်ထုံးလုံနည်းအပြည့်အစုံကိုလိုက်နာရမယ်လမ်းဖြတ်မသွားရဘူးစောင်းနဲ့စတယ်မှာပြင်စင်ကန်းထဲမှာတအိုးအေးခန်းထဲမှာတအိုးအမြဲထားပါကျွန်တော်တို့ကစားချမ်းကိုတုံးတယ်စားနုမဟုတ်ဘူးစားချမ်းကစွမ်းအင်ကိုပိုထိန်းထားနိုင်တယ်အလောင်းကဘလို့နီးနဲ့မဆိုလှုပ်ရှားလာရင်မင်းကလက်တဆုပ်စာအပြည့်ကိုသူ့ပါဇက်ထဲကိုထည့်ရမယ်တွားတွေကိုစိတ်မပြူနဲ့တကုန်းတွေဒါမှမဟုတ်ပျက်စီးသွားနိုင်တာတွေကိုစိတ်မပြူနဲ့ထည့်လိုက်မေးရိုးကိုပိတ်ပြီးလက်နှစ်ဖက်နဲ့ဖိထားပါနောက်တစ်ခုကမျက်လုံးတွေနဲ့လည်းအတူတူပဲလို့ပါမျက်လုံးတစ်လုံးစီကိုစားတခဲစီထည့်ပါခိုင်မြဲစွာထည့်ပါမျက်လုံးတွေကပွင့်ဖို့မလိုဘူးလိုအပ်ရင်မျက်ကုံးတွေကနေဆက်စားကိုထိုးထည့်နိုင်တယ်ရည်ရွယ်ချက်ကတော့ဝင်ရောက်ခွင့်နေရာတွေကိုပိတ်ဆို့ဖို့ပဲပူကချင်းကဝင်ရောက်ခွင့်လိုအပ်တယ်ပါးစပ်နဲ့မျက်လုံးတွေကအတိုက်ဆုံးပဲအဲ့ဒါတွေပြီးတာနဲ့အလောင်းကိုစားဝိုင်းနဲ့ဝိုင်းထားပါအပြည့်အစုံဝိုင်းရမယ်
ကွက်လက်တွေမချမ်းထားဘူးဂျမ်းဖြစ်မှာစပွဲဒါမှမဟုတ်လေဓာတ်ထပ်ပတ်လဲမှာရှင်းလင်းတဲ့နယ်နိမိတ်တစ်ခုကိုပြသရမယ်ဒီအဆင့်ကနတ်ဆိုးကိုအပြင်ရောက်မလာအောင်တားဆီးပေးတယ်တခါအလောင်းတွေရှိနေတဲ့အကြောင်းဒါကပြန့်နှံ့မှုကိုပိတ်ဆို့ပေးလိမ့်မယ်နတ်ဆိုးတွေကအသေးကောင်တွေကိုအပြည့်အစုံပူးကတ်လို့မရဘူးဒါပေမဲ့အခြေအနေမှန်နေရင်ကာကွယ်မှုမရှိတဲ့အလောင်းတွေကနေတစ်ဆင့်ရွေရှားနိုင်တယ်စားဝိုင်းကသူတို့ကိုအဲ့လိုမျိုးလုံမနိုင်အောင်တားဆီးပေးတယ်ဒါကြောင့်မြန်ဆန်နဲ့ဂယုတဆိုင်နဲ့လှုပ်ဆောင်ဖို့အရေးကြီးတယ်အလောင်းကိုလုံခြုံသွားပြီဆိုရင်လက်တွေကိုစစ်ပါလက်ဖွားတစ်လောင်းစီကိုအပေါ်လွှမ်းပြီးလက်မရအောက်ကအရည်ပြားကိုစစ်ပါအပေါက်တွေကိုရှာပါတချို့အချိန်တွေမှာကျဲနေတတ်တယ်တခြားအချိန်တွေမှာတော့ကြမ်းတက်နေတတ်တယ်တခုခုကထိုးဖောက်သွားတယ်လို့မျိုးပေါ့အဲ့ဒီမှာအမှတ်ကိုတွေ့ရင်မင်းကဒုတိယအဆင့်ပူးကတ်ခြင်းနဲ့ရင်ဆိုင်နေရပြီဒုတိယအဆင့်ကအခြေခံ rod ထပ်ပိုဆိုးရွားတယ်ဒါကနတ်ဆိုးကဘာသာရေးတင့်ကေတာတွေကိုလောင်ပြောင်းနေတာကိုဆိုလိုတယ်အလောင်းတွေကိုကင်တွင်နေတဲ့အလုပ်သမားတွေရဲ့စိတ်ထဲမှာကြောက်ချမှုနဲ့မအီမသားမှုကိုဖြစ်စေဖို့ရည်ရွယ်တာအလောင်းကတူးပါတဲ့လက္ခဏာတွေပြနိုင်တယ်တကားတွေဗီဒီယိုတွေဒါမှမဟုတ်ပြင်းတုံတွေကိုသုံးချိန်ပုံစံနဲ့ခောက်တာဒါမှမဟုတ်အခန်းနဲ့မကုံညီတဲ့အတန်းတွေထွက်တာတွေမျိုးပေါ့အထင်များဆုံးကတော့ငိုတာပဲကလေးငိုကြောင်ကြားရင်ကလေးမရှိရင်သွားမရှာနဲ့တကားတွေမဖွက်နဲ့အခန်းလောင်တွေကိုမစစ်နဲ့အဲ့ဒီအတန်းကမင်းကိုဆွဲဆောင်ဖို့ရည်ရွယ်တာဒါကထောင်ကြပဲအဲ့ဒီအချိန်မှာလှုပ်ဆောင်ရမယ့်အကောင်းဆုံးအရာကကိုယ့်ဘက်ဝန်းကျင်ကိုသေချာကြည့်အလောင်းစီပြန်သွားပြီးတော့လှုပ်ထုံးလှုပ်နေရဲ့နောက်အဆင့်ကိုပြီးအောင်လုပ်ပါအလောင်းကိုလုံခြုံတဲ့ထင်ငန်းတစ်ခုထဲမှာပိတ်ထားပါပြင်စင်ခန်းတရိုင်းမှာလုံခြုံတဲ့တူလောင်ဖို့တဲ့တထောင်းကတုံတနေတစ်ခုရှိတယ်အဲ့ဒါကိုအတွင်းထားပြီးအားဖြည့်ထားတယ်မိခိတ်ခလုတ်ဖေးမှာတင်းကြုံမှာတောက်ကိုတွေ့လိမ့်မယ်ကတုံတနေကိုဖွင့်အလောင်းကိုထည့်ပြီးတော့တကားကိုတင်းပိတ်ပါတော့ကပထမအလက်မှာရိတ်ကြတင်တယ်ပိတ်ပြီးတာနဲ့တကားကိုစားဖြူပါလက်ကင်ကိုမဟုတ်ဘူးတကားထောက်ကိုအပေါ်အောက်ဘေးနှစ်ဖက်လုံးကိုဖြူလိုက်ပါအဲ့ဒါတွေပြီးသွားရင်တတ်မှတ်ထားတဲ့ဘုံတော်ကြီးကိုခေါ်ပါမိန်းဆွဲအတွင်းဆွဲမှာကတ်ထားတဲ့ဆက်သွယ်တာစီရင်ရှိတယ်သူတို့ရဲ့နာမည်ကိုကျွန်တော်တို့နာမည်နဲ့တူတဲ့ဖေးမှာတွေ့လိမ့်မယ်သူတို့ကိုဒီနေရာအကြောင်းအကျဉ်းခက်ပြောပြထားပြီးသားသူတို့ကမိသားစုနာမည်ကိုသိတယ်အသေးစိတ်မရပါခဲ့လဲအခြေအနေကိုနားလည်လိမ့်မယ်ဒါကထိန်းချုပ်ဖီးရတခုပါကျွန်တော်တို့ဒုတိယအဆင့်ကိုရောက်နေပြီပြီးတော့သေဆုံးတဲ့သူရဲ့နာမည်နဲ့သေဆုံးတဲ့အချိန်ကိုပြောပြပါသူတို့ရောက်တဲ့အချိန်မင်းကနေရာမှာပဲရှိနေရမယ်ဘုံတော်ကြီးကဘာသာရေးထုံးလန်းစဉ်ချင်းကိုစတင်တဲ့အခါမှာမင်းကအခန်းထဲမှာရှိနေရမယ်မင်းကိုမတောင်းဆိုခင်ကူညီစရာမလိုဘူးနေရာမှာဆက်ပါမင်းသိရင်ဆူတောင်းပါပြီးတော့မင်းရဲ့လက်တွေကိုမြင်သာတဲ့နေရာမှာထားပါမင်းရဲ့ရှိနေစဉ်ကဒီမှာအရေးကြီးတယ်နတ်ဆိုးတွေကအထီးချမ်းစဉ်ကိုသူတို့ရဲ့ဓာတ်ရောင်ကိုထောင်ပိတ်ရီရှိန်နေခြင်းဟာနီးလန်းတစ်ခုအနေနဲ့သုံးတယ်တချို့အချိန်တွေမှာဘုံတော်ကြီးအတွက်အခန်းထဲမှာလူပိုများတာကအထောက်အကူဖြစ်တတ်တယ်တချို့နတ်ဆိုးနှုံးချင်းတွေကမိနစ်20ကြာတယ်တချို့ကနာရီတွေပေါင်းများစွာကြာတယ်ပြီးတော့ဘုံတော်ကြီးကမင်းကိုပြောလိမ့်မယ်ပြီးတော့ရင်အခန်းကပြန်ပြီးတိတ်ဆိတ်သွားလိမ့်မယ်မင်းရဲ့အဆုတ်တွေကပြန်ပြီးကျယ်လာလိမ့်မယ်အသက်ပြင်းပြင်းရှူလိုက်တယ်လို့ခံစားရလိမ့်မယ်မင်းကသူတို့ကိုနောက်ဆုံးထုံးလန်းတွေအတွက်အလောင်းကိုပြင်ဆင်ဖို့ကူညီရလိမ့်မယ်ပျက်စီးနေရင်များသောအားဖြင့်ပျက်စီးနေတတ်တယ်အခြေခံပြန်လည်ပြုပြင်ဖို့ကူညီရလိမ့်မယ်ဖြစ်နိုင်ရင်ဒဏ်ရာတွေကိုပုတ်ပါမျက်လာကိုပြင်ဆင်ပါမျက်လုံးတွေကိုပြန်ထည့်ပါမိသားစုကဒဏ်ရာတွေအကြောင်းမေးရင်မင်းကနူးညံ့တဲ့ရှင်းလင်းချက်တစ်ခုပေးရမယ်ပြိုပြဲသွားတဲ့တီရှူးတွေရောင်ချင်းနောက်ဆုံးအဆင့်ဒါမှမဟုတ်သေဆုံးပြီးနောက်ပိုက်ဒဏ်ရာတွေလို့စကားလုံးတွေကိုသုံးပါကျွန်တော်တို့ကအသေးကောင်တွေရဲ့အလှပါထက်နတ်ဆိုးနှုံးချင်းကိုပိုဂီယူဆိုင်တယ်မှတ်ထားဝိညာဉ်ကိုကယ်တာကပထမဆုံးပဲအမြဲတမ်းကြီးလို့မကောင်းပါဘူးဖျောက်ချင်းကမင်းလှုပ်ကျင်တာကိုမတားဆီးပါနဲ့အလောင်းကလှုပ်ရှားလာရင်ဒါကမတည်ငြိမ်တော့ဘူးစကားပြောလာရင်ဒါကမလုံခြုံတော့ဘူးမင်းကပိုစောစီးလှုပ်ဆောင်လေပျက်စီးမှုကပြန့်နှံ့ဖို့အခေါင်လာနဲလီပဲဒါကြောင့်ကျွန်တော်တို့ကလှုပ်ထုံးလုံနည်းတွေကိုလိုက်နာတာဒါကဘသူမှမthiếuခြင်းနဲ့အလုပ်ရဲ့အစိတ်အပိုင်းပဲတဘာဝအတိုင်းသေဆုံးခြင်းနဲ့အခြားတစ်ခုခုကြားတဲ့ကွာဟာချက်ကိုမင်းကလေ့လာရလိမ့်မယ်မင်းရတာနဲ့မဟုတ်ဘူး
အခန်းထဲမှာရှိနေရတာဘယ်လိုခံစားရလဲနဲ့ပဲအဲ့ဒီဗီဇာကတိဆောက်ဖို့အချိန်ယူတယ်အဲ့ဒီအချိန်အထိလှုပ်ထုံးလုံနည်းတွေကိုလိုက်နာပါတန်တရားရှိရင်အဆင့်တွေကိုပြန်သွားစားဖြူထိန်းချုပ်ခေါ်နေမင်းကလှုပ်ထုံးလုံနည်းကိုလိုက်နာရင်အဆင်ပြေလိမ့်မယ်ဒါကမင်းသိရမယ့်အရာတွေပဲဒါကကျွန်တော်တို့ကိုတတိယစီကံစီရောက်စေတယ် စီကံ3ရူဘီကိုလေးစားပါကျွန်တော်ပြောတဲ့အတိုင်းပဲသူကိုအိမ်မွေးတရိษံလို့ကိုမဆက်ဆံနဲ့မင်းလေးချစ်မထားရင်သူကိုအမိန့်တွေမပေးနဲ့သူကိုစပွဲပေါ်ကအကျွင်းကြံတွေမကျွေးနဲ့ဒါမှမဟုတ်ပွဲတော်အင်ကြီးတွေဝတ်ဆင်ဖို့မကြိုးစားနဲ့ရူဘီကဘလောက်ပဲချစ်စရာကောင်းပြီးအမွေးပွားနေပါစေသူကငရွေးခွေးတစ်ကောင်ပဲပြီးတော့မင်းရဲ့အနာဂတ်လက်တွဲဖို့ပဲသူကကျွန်တော်တို့နဲ့မသက်ဆိုင်ဘူးသူကငရေခွေးတွေကိုမွေးမြူပြီးလေ့ကျင့်ပေးတဲ့သူနဲ့သက်ဆိုင်တယ်အဲ့ဒါကသူလဲဆိုတာကျွန်တော်မသိဘူးကျွန်တော်သူတို့ကိုတစ်ခါမှမတွေ့ဘူးပြီးတော့တစ်ခါမှမမေးဘူးကျွန်တော်နားလေသလို့တော့သူတို့ကဘုရားเจ้าကိုအစီရင်ခံတာမဟုတ်ဘူးလူသားစနစ်တွေကိုလည်းမလိုက်နာဘူးသူတို့ကတခြားအဆင့်အတန်းတစ်ခုမှအလုပ်လုပ်တယ်ပို့ပြီးရှေးကြဘူးပို့ပြီးတိကျတဲ့အရာတစ်ခုပေါ့ငရဲခွေးတစ်ကောင်ရောက်လာရင်တစုံတစ်ယောက်ကစစ်လုပ်လိုက်လို့ပဲသူကရှိနေရင်လှုပ်เสียအလုပ်ရှိလို့ပဲကျွန်တော်တို့ဖြစ်ရမှာရူဘီကိုဒီမှာအလုပ်လုပ်တဲ့လူတွေကိုကာကွယ်ဖို့စစ်လွတ်ခဲ့တာငရဲခွေးတွေကိုအလုပ်နှစ်ခုပေးထားတယ်ပထမတစ်ခုကတော့အသေးကောင်တွေကိုလမ်းညွန်ပေးတာဒါမှမဟုတ်ပြန်ခေါ်တာဒုတိယတစ်ခုကတော့အသေးကောင်တွေပါဝင်တဲ့အခါအသက်ရှင်နေတဲ့လူတွေကိုဝိညာဉ်ရေးရအနှောင့်အယှက်တွေကနေကာကွယ်ပေးတာကျွန်တော်တို့အလုပ်မှာဒါကရူဘီကိုမရှိမဖြစ်ဖြစ်စေတယ်သူ့အလုပ်ကမင်းကိုလုံခြုံအောင်ထားဖို့ပဲသူကမင်းရဲ့အဖော်ပဲဟုတ်တယ်သူကမင်းဘေးမှာလမ်းလျှောက်လိမ့်မယ်မင်းနေ့လည်စာစားနေတဲ့အခါသူ့ခေါင်းကိုမင်းရဲ့ဒူးပေါ်မှာတင်ထားလိမ့်မယ်မင်းညာလုံးပေါက်အလုပ်ဆင်းနေရင်ပင်စင်ကန်းနေမှာအိတ်လိမ့်မယ်သူကချစ်ခင်တတ်တယ်ဒါပေမဲ့အရေးကြီးဆုံးကတော့မင်းအလုပ်လုပ်နေတဲ့လူတွေလိုမဖြစ်သွားအောင်သူကဒီမှာရှိနေတာပဲရူဘီကမင်းမသေးဖို့အတွက်အများကြီးရင်းနှီးမြုပ်နှံထားတယ်ဒါပေမဲ့အဲ့ဒါတဲ့ပိုအရေးကြီးတာကမင်းကိုနတ်ဆိုးပူးကတ်မခံအောင်ကာကွယ်ပေးတာပဲနတ်ဆိုးပူးကတ်ချင်းမှာအဆင့်30ရှိတယ်မင်းဒါတွေကိုသိထားဖို့လိုလိမ့်မယ်ပထမအဆင့်ကဖိနှိပ်ခြင်း operation ပဲဒါကနတ်ဆိုးကအပြင်ကနေတဆုံတယောက်ကိုပြင်းမှထားတာသူတို့ကသေးငယ်ဒီစက်တိုက်စိတ်အနှောင့်အယှက်ဖြစ်စေတယ်အိမ်မပျော်တာစိတ်တိုတာတန်ဖိုးမရှိဘူးလို့ခံစားရတာအသက်ရှူမဝတာအကြောင်းမဲ့စတဲ့နဲ့ငင်းချင်မှုတွေဒါမှမဟုတ်အဆိုးဆုံးအခြေအနေမှာဖြစ်တတ်တဲ့မတော်တဆဝေတွေပေါ့ရည်ရွယ်ချက်ကတော့လူကိုပင်မနှွမ်းနေအောင်လုပ်ဖို့ပဲနတ်ဆိုးတွေကသူတို့ရဲ့ပြည့်မဲ့တွေကိုစိတ်ဖိအားပုံအခြေခံပြီးရွေးချယ်တယ်ပျော်ရွှင်ပြီးတည်ငြိမ်တဲ့ဘဝရှိတဲ့လူတွေကိုသူတို့ကမလိုက်ဘူးသူတို့ကဝမ်းနည်းမှုမကျေနပ်မှုအဖြစ်ရှိတဲ့လူခံစားမှုနဲ့ကြောက်ရွံ့မှုကိုရှာဖွေတယ်ခြေခွဲစရာတွေကျုံတွေ့ရတဲ့လူတွေဖိအားအောက်မှာရှိနေတဲ့လူတွေအစွန်းရောက်နေတဲ့လူတွေဒါကကျွန်တော်တို့ကိုဆိုလိုတာကျွန်တော်တို့အလုပ်ကကျွန်တော်တို့ကိုနေ့တိုင်းအန်ဒီယန်နဲ့ရင်ဆိုင်စေတယ်ကျွန်တော်တို့ကအသက်ရှင်နေတဲ့လူတွေထက်အသေးကောင်တွေနဲ့ပိုပြီးအချိန်ကုန်တယ်အချိန်မမှန်ဘူးတခြားလူတွေအိပ်ပျော်နေချိန်မှာအလောင်းတွေကိုတန့်ရှင်းရေးလုပ်တယ်နာကျင်မှုဆုံးရှုံးမှုနဲ့အကြမ်းဖန်မှုတွေရဲ့ရလဒ်တွေကိုအနီးကပ်မြင်ရတယ်ကျွန်တော်တို့လိုအနုသမားတွေမှာအားပေးကူညီမဲ့အဖွဲ့အစည်းအကြီးကြီးမားမားမရှိဘူးဒါမှမဟုတ်တက်ကြွတဲ့လူမှုဘဝမရှိဘူးစိတ်ဖိအားနဲ့အထီးကျမှုပေါင်းဆက်ချက်ကကျွန်တော်တို့ကိုတခြားလူတွေကိုကာကွယ်နေတဲ့အရာတွေအတွက်အဓိကပြစ်မှတ်ဖြစ်စေတယ်အဲ့ဒီမှာရူဘီကပါဝင်လာတယ်သူ့နားမှာရှိနေရတော့တဲ့အထောက်အကူဖြစ်တယ်သူ့ရဲ့ရှိနေခြင်းကဝိညာဉ်ရေးရအနှောင့်အယှက်တွေကိုနှောင့်ယှက်တယ်အတားအဆီးတစ်ခုလိုအလုံးလုံးတယ်မင်းကဒါကိုတိုက်ရိုက်မခံစားဘူးဒါပေမဲ့မင်းတတိထားရင်သူ့နားမှာရှိနေတဲ့အခါမကောင်းတဲ့အတွေးတွေကပိုမြန်မြန်ပျောက်ကွဲသွားတာကိုတတိထားမိလိမ့်မယ်မင်းရဲ့အာယုံစူးစိုက်ကိုကပိုထက်မြန်လာလိမ့်မယ်အဆောက်အဦကပိုပြီးတိတ်ဆိတ်လာတယ်လို့ခံစားရလိမ့်မယ်မင်းစိတ်တိုက်ကြလာရင်သူကမင်းရဲ့ခြေထောက်ကိုတွန်းလိမ့်မယ်ဒါမှမဟုတ်သူ့မင်းစိတ်ကိုမင်းရဲ့လက်မောင်းပေါ်မှာကင်ထားလိမ့်မယ်ဒုတိယအဆင့်ကဆွဲလန်းခြင်းပဲဒါကနတ်ဆိုးကစိတ်ကိုအာယုံစိုက်တာသူအသွေးတွေကိုစိုက်ပြောတယ်လူတစ်ယောက်ကကဘာကိုမြင်တဲ့ပုံစံကိုပြောင်းလဲပစ်လိုက်တယ်အတွေးကနေအပြင်ကိုခန္ဓာကိုယ်ကိုကူးဆက်တာကိုစတင်တယ်အဲ့ဒီအချိန်မှာလူရဲ့အပြုတ်အမူတွေကမမှန်တော့ဘူးလူကအထီးကျန်းလာတယ်
ပုံမှန်လူရည်လူချင်းတွေကိုမလိုက်နာတော့ဘူးသူတို့အရင်ကဖိခဲ့တဲ့အရာတွေကိုမမှတ်မိတော့ဘူးမင်းကဒါကိုထီးဖြည်းချင်းမြင်ရလိမ့်မယ်သူတို့ကသူတို့ရဲ့တာဝန်တွေကိုလေးလူရှုဖို့စတင်လိမ့်မယ်မိတွေကအရင်မကြီးဘူးလို့ပြောလိမ့်မယ်ပင်စင်ကန်းကိုရှောင်လိမ့်မယ်လှုပ်ထုံးလုံနီးတွေကိုလောင်ရောင်းလိမ့်မယ်မင်းအဲ့လိုခံစားရင်မင်းလုံနေတာကိုရက်ပြီးရူဘီကိုရှာပါသူမဟောင်ဘူးမချောင်းဘူးမကြိုက်ဘူးသူကထိုင်ပြီးမင်းကိုကြည့်နေလိမ့်မယ်သူမင်းစီကိုမချင်းကပ်ဖို့ဆိုရင်မင်းအရန်ဝေးလွန်သွားပြီသူမင်းနောက်ကိုလိုက်လာရင်လမ်းကြောင်းကိုပြင်ဖို့အချိန်ရှိသေးတယ်သူ့နဲ့သူအချိန်ဖြုံပါသူ့ရဲ့ဥဆောင်ချက်ကိုလိုက်နာပါအချိန်တွေကရက်တနေကန်းနဲ့ရက်တပတ်တအတွင်းမှာဘာသာပါပြန်ကောင်းလာလိမ့်မယ်မင်းရဲ့တန်ဖိုးတွေစင်ကျင်တုံချင်းနဲ့စိတ်တည်ငြိမ်မှုကိုထိမ့်ထိန်ထားနိုင်တဲ့လောက်ပေါ့တတိယအဆင့်ကပူကတ်ခြင်းပဲဒါကဝိညာဉ်ကလက်လွတ်ရှောင်ပြီးနတ်ဆိုးကလွဲယူလိုက်တာအသေးကောင်ဒီမှာဖြစ်လာရင်ဘလို့ကင်တွေရမလဲဆိုတာမင်းသိယူခဲ့တာအသက်ရှင်နေတဲ့လူတွေမှာဖြစ်လာရင်ရူဘီကမင်းလှုပ်ဆောင်ဖို့စောင့်နေမှာမဟုတ်ဘူးသူကဘာသာသူလှုပ်ဆောင်လိမ့်မယ်ဒါကြောင့်လက္ခဏာတွေကိုစောစောစီးစီးသိရှိဖို့အရင်အရေးကြီးတယ်ရူဘီကကချက်လောက်မှားနေတယ်လို့မင်းမထင်ခင်မှာမင်းကိုတတိပေးလိမ့်မယ်သူကအလောင်းတစ်ခုကိုပုံမှန်တဲ့ပိုးကြကြနန်းရှုံနေနိုင်မယ်မင်းအတွက်ကောင်းနေတယ်လို့ထင်တဲ့အခန်းတစ်ခုမှာသူကလမ်းရှောင်နေနိုင်တယ်သူကတိတ်ဆိတ်သွားပြီးနေရန်ဘောကနေရာတစ်ခုဒါမှမဟုတ်ဗီဒီယိုပခန်းနောက်ကနေရာတစ်ခုကိုစိုက်ကြည့်နေနိုင်မယ်သူကမမြင်နိုင်တဲ့အရာတွေကိုမြင်တယ်ကျွန်တော်တို့ဘယ်တော့မှမကြားနိုင်တဲ့အရာတွေကိုကြားတယ်ပြီးတော့သူ့ရဲ့အနက်အာယုံကကျွန်တော်တို့ရှိမှရှိတဲ့စမ်းသပ်မှုတွေထက်ပိုကောင်းတယ်ခွေးတွေကယောဂတွေကိုရှာဖွေရမှာတဘာဝအတင်းကောင်းတယ်ခွေးတွေကအနက်အာယုံနဲ့ကန်ဆာကိုရှာဖွေကိုလေ့ကျင့်ပေးထားတဲ့မှတ်တမ်းရုပ်ရှင်တွေကိုမမြင်ဘူးလားရူဘီရဲ့အနက်အာယုံကို Rod ရဲ့အကြီးလက္ခဏာတွေကိုရှာဖွေဖို့အတွက်ပြုပြင်ထားတာအရေးပြပေါ်မှာမပေါ်ခင်မှာပဲသူကဒါကိုဖော်ပြနိုင်တယ်သူကမင်းကိုအလောင်းတစ်ခုကိုမချင်းကပ်စေဘူးဆိုရင်သူ့ကိုယုံပါနှစ်ချိန်မစင်စားနဲ့အလောင်းကိုပြန်လဲစစ်ဆေးဖို့မှတ်ထားပြီးလှုပ်ထုံးလှုပ်နည်းတွေကိုစတင်ပါတစုံတယောက်ကတန်ရှင်းတဲ့လို့မှတ်ထားတဲ့အလောင်းတစ်ခုနဲ့လမ်းဝေါ်လာပြီးတကယ်တမ်းမဟုတ်တဲ့အခါသူအိပ်ပျော်နေစဉ်ကနေနိုးလာတာကိုကျွန်တော်မြင်ဘူးတယ်လုံလုံချုံချုံဖြစ်တယ်လို့ပြောလိုက်တဲ့အဆောက်အဦချိုချက်တစ်ခုမှာမလိုအပ်တဲ့တစ်ခုခုကိုအတွင်းဝင်ခဲ့မှာသူကစင်ချောင်လမ်းမှာနိုင်ပေါင်းအများကြီးလမ်းလျှောက်နေတာကိုကျွန်တော်မြင်ဘူးတယ်တစုံတယောက်ကခက်ခဲတဲ့အရာတစ်ခုကိုဖျက်ဆီးနေရတာအကြောင်းထိခိုက်လွယ်ဖို့ရှိနေတဲ့အတွက်သူကအလုတ်သမားတစ်ယောက်ဘေးမှာညာလုံးထိုင်နေတာကိုကျွန်တော်မြင်ဘူးတယ်သူကတူလုတ်ချင်တာကိုရွေးချယ်တယ်မင်းရဲ့အလုတ်ကဒါကိုလေးစားဖို့ပဲသူ့ဘောက်ဆိုင်အစာကျွေးပါညမထုံခင်သူ့ကိုလမ်းလျှောက်ခေါ်ထားပါသူ့ရေကိုတန်ရှင်းအောင်ထားပါသူမင်းနောက်ကိုလိုက်ပြီးအခုခန်းတဲ့ကိုဝင်စပွဲပြီးမှလဲနေရင်တတိထားသူကတစ်ချက်ကိုအမှတ်သားပြုနေတာပြဿနာမဖြေရှင်းသွားသည့်ထိသူကမရွေ့ဘူးသူကအရှိတကားနားမှာဆက်နေပြီးအတွင်းကိုမဝင်ဘူးဆိုရင်တကားကိုမဖွင့်နဲ့သူဦးလာရင်သူ့စီကိုသွားပါသူကအမြဲတမ်းအတန်မထွက်ဘူးအများစုကတိတ်ဆိတ်တတ်တယ်သူကစင်ချောင်လမ်းတွေကိုကင်းလတ်တယ်တကားပေါက်တွေကိုစောင့်ကြည့်တယ်ဝန်ဆောင်မှုမပြုခင်ရဲတဲ့လက်ခံအခန်းတွေကိုပက်ကြည့်တယ်မိသားစုတွေဝမ်းနဲ့ပူပန်းနေတဲ့အခါသူကအကွာအဝေးကိုထိန်းထားတယ်ဒါမှမဟုတ်မင်းပြင်းစင်အလုပ်လုပ်နေတဲ့အခါနေရန်ဘက်မှာလဲနေတတ်တယ်သူနားမှာရှိနေတဲ့အခါမင်းပိုပြီးတည်ငြိမ်တယ်လို့ခံစားရတယ်လို့ကျွန်တော်ထင်တယ်ခွေးအားလုံးကအဲ့ဒီလိုလှုပ်တတ်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့သူကဘာဖြစ်ရလဲဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့အခုဆိုရင်ဒီအလုပ်ကဘယ်လိုအလုပ်မျိုးလဲဆိုတာမင်းမြင်ပြီးလောက်ပြီအချိန်တွေကထူးခြားတယ်လုံရေးလူချင်းတွေကတင်းချက်တယ်ချင်းချောက်မှုတွေကအမြဲတမ်းမမြင်ရဘူးတချို့ကအပြင်ကနေတော့မလာဘူးဒါကကျွန်တော်တို့ကိုနောက်စီးခန်းစီရောက်စေတယ် စီကန်းလီတေချင်းတရားကိုဘဝရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်လက်ခံပါအထူးသဖြင့်မင်းရဲ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ပေါ့ဒီစီကန်းကတခြားစီကန်းတွေနဲ့မတူဘူးဒါကမိတွေပြတ်သွားတဲ့အခါဘာလို့ရမယ်ဆိုတာဒါမှမဟုတ်အလောင်းကလွတ်ရှားလာတဲ့အခါဒါမှမဟုတ်ရူဘီကစင်ချာလန်းမှာထိုင်ပြီးမရွေ့ဘူးဆိုတဲ့အခါဘာလို့ရမယ်ဆိုတာမဟုတ်ဘူးဒါကမင်းသဘောတူညီနေတဲ့အရာအကြောင်းပဲနေ့စဉ်ဘဝမှာလည်းမဟုတ်ဘူးရေရှည်မှာပါပဲမင်းဒီမှာစနေဖို့ရွေးချယ်ခင်နားလည်ထားရမယ့်အရာတစ်ခုရှိတယ်ဒီအဆောက်အဦမှာအလုတ်လုတ်တဲ့သူတိုင်းပြီးတော့စနေဖို့ရွေးချယ်တဲ့သူတိုင်းကသူတို့ရဲ့အသက်50ပြီမွေးနေ့မှာတည်ဆုံးလိမ့်မယ်ဒါကအပေါ်ကသူတွေနဲ့အောက်ကသူတွေနဲ့ကျွန်တော်တို့လှုပ်ထားတဲ့သဘောတူညီချက်ပဲ
ဘဒုကဒီသဘောတူညီချက်ကိုလုတ်ခဲ့တာလဲဆိုတာကျွန်တော်မသိဘူးဒါကကျွန်တော်လက်တိုင်ခင်ကတွေပဲရှိခဲ့တာကျွန်တော်အဖေမတိုင်ခင်ကတွေပဲရှိခဲ့တာဒါပေမဲ့ဒါကအမြဲတမ်းအတူတူပဲမင်းကဒီအလုပ်ကိုလုပ်မယ်ဆိုရင်အသက်ရှင်နေတဲ့သူတွေကိုနတ်ဆိုရဲ့လွှမ်းမိုးမှုကနေကာကွယ်ဖို့ပြီးတော့အသေးကောင်းတွေကိုတကားကွန်ကိုဖျက်ပြီးလုံခြုံစွာလမ်းညွှန်ပေးဖို့တာဝန်အပြည့်အစုံကိုလက်ခံမယ်ဆိုရင်မင်းရဲ့အချိန်ကကန့်သက်သွားလိမ့်မယ်လူသားဝိညာဉ်ကို rat နဲ့ရေရှည်ထိတွေ့မှုကိုခံနိုင်ရချီအောင်ဖန်တီးထားတာမဟုတ်ဘူးကျွန်တော်တို့ကိုယ့်ကိုယ်ကာကွယ်နိုင်တယ်နေရာကိုတန်ရှင်းနိုင်တယ်စွမ်းအင်ကိုထိန်းချုပ်ထားနိုင်တယ်ဘာသာရေးထုံးစံစင်တွေကိုထပ်မြက်အောင်ထားနိုင်တယ်ဒါပေမဲ့မင်းကအမတ်ဖြူထားတဲ့အလောင်းကိုထိုက်တိုင်းတစ်ခုခုကမင်းစီကိုဖြတ်တန်းသွားတယ်တစ်ခါနည်းနည်းစီရူဘီရဲ့အကူကြီးနဲ့တောင်မှစုတောက်တိုင်းလှုပ်ထုံနီးတိုင်းကိုလိုက်နာရင်တောင်မှတစ်ခုခုကဝင်လာတယ်ကျွန်တော်တို့မှာသဘောတူညီချက်မရှိရင်ကျွန်တော်တို့သိမှာမဟုတ်ဘူးပုံကအတိုင်းပေါ့အဲ့ဒါမရှိရင်ကျွန်တော်တို့ပြောင်းလဲသွားလိမ့်မယ်အချိန်ကြာလာတာနဲ့အတူကျွန်တော်တို့ကတခြားသူတွေမှာရက်တန့်ဖို့ကြိုးစားတဲ့အရေးအသွေးတွေနဲ့အတူလာလိမ့်မယ်ကျွန်တော်တို့ကဘယ်တော့မှမဖြစ်တဲ့အရာတစ်ခုအဖြစ်လိမ်ညာသွားလိမ့်မယ် Rod ကအသားထဲမှာပဲမနေဘူးကြံခဲ့တဲ့အရာတွေထဲမှာလည်းနေတယ်ပြီးတော့နှစ်ပေါင်းများစွာကြာလာရင်အခိုင်အမာဆုံးစိတ်တော်မှအဲ့ဒါအောက်မှာကွင်းညွတ်လာလိမ့်မယ်သဘောတူညီချက်ကအဲ့ဒါကိုဒါစီပေးတယ်ဒါကကျွန်တော်တို့ကိုငြိမ်းချမ်းပြီးထိန်းချုပ်ထားတဲ့အဆုံးသတ်တစ်ခုကိုပေးတယ်အသက်50ပြည့်တဲ့မိမှာကျွန်တော်တို့ဆုံးပါတယ်နာကျင်မှုမရှိဘူး Rod မရှိဘူးပြောင်းလဲမှုမရှိဘူးကျွန်တော်တို့ကိုယ့်အထက်နဲ့ပဲသွားတယ်လူသားပြည့်စုံတယ်ဘယ်တော့ထစ်မယ်ဆိုတာကိုမင်းမှန်းဆစရာမလိုဘူးမင်းအံ့ဩမှာမဟုတ်ဘူးဖြစ်လာမယ့်ရက်တတွေမှာမင်းခံစားရလိမ့်မယ်မင်းရဲ့အလုပ်ကိုပြီးအောင်လုပ်လိမ့်မယ်မင်းနှုတ်ဆက်လိမ့်မယ်ပြီးတော့မင်းသွားလိမ့်မယ်ကျွန်တော်အမေနဲ့အဖေနှစ်ယောက်လုံးအဲ့ဒီနီးနဲ့ပဲဆုံးပါခဲ့တယ်တနေ့ထဲအသက်အတူတူလနဲ့ပဲခြားတယ်သူတို့ကသူတို့ရဲ့ဘဝတစ်လျှောက်လုံးရက်ဆွဲကိုတီးခဲ့ကြတယ်သူတို့ကဘယ်တော့မှမကြောက်ခဲ့ဘူးသူတို့ကအဆုံးအထိဒီမှာအတူတူအလုပ်လုပ်ခဲ့ကြတယ်အမေအသက်50ပြည့်တဲ့နေ့ကိုကျွန်တော်မှတ်မိတယ်သူကတခြားမနှပ်ခင်းတွေအတိုင်းပဲလေကားကနေဆင်းလာတယ်ကော်ဖီဖြော်တယ်စားတူဖတ်တယ်ကျွန်တော်ကိုအနှွေးဆုံးနဲ့အတင်းတကြဆုံးပွေဖက်ပြီးခေါင်းပေါ်မနှက်ခင်းလေးဖြစ်ပါစေလို့ပြောခဲ့တယ်ကျွန်တော်ပြုံပြီးမွေးနေ့ဆူတောင်းခဲ့တယ်ပြီးတော့သူကရူဘီနဲ့အတူအိမ်ရှိလေကားထက်ပေါ်မှာထိုင်နေခဲ့တယ်အဲ့ဒီမှာသူကငိမ့်ချမ်းပြီးနောက်ဆုံးမှာအနားယူခဲ့တယ်ကျွန်တော်အဖေလည်းမကြားခင်မှာပဲဆုံးပါခဲ့တယ်သူတို့ကိုဘေးချင်းဆက်ပြီးမြုံနှံထားတယ်မြေခွက်ကိုကြိုမာထားပြီးခေါင်းတုံးတွေကအစင်းထင်ဖြစ်နေတယ်တချို့လူတွေကဓာတ်ကိုညှင်းခွန်တယ်ဟုတ်တယ်သူတို့ကဓာတ်ကိုတိုက်ခိုက်တယ်အလို့သမားတွေကဓာတ်ကိုရှောင်ပြေးတာကျွန်တော်မြင်ဖူးတယ်သူတို့ကမြို့ကထွက်သွားတယ်သူတို့ရဲ့နာမည်တွေကိုပြောင်းလဲတယ်ဒါပေမဲ့ဓာတ်ကသူတို့ကိုရှာတွေ့တယ်ဓာတ်ကသဘောတူညီချက်ရဲ့အပိုင်းတစ်ခုပဲမင်းကအလုပ်ကိုလက်ခံတာနဲ့အတူပါလာမဲ့အဆုံးသက်ကိုလက်ခံတာပဲလွတ်မြောက်မှုမရှိဘူးဒါပေမဲ့ငြိမ်းချမ်းမှုတော့ရှိတယ်မင်းရဲ့အဆုံးပုံစံကိုတီးတဲ့အခါမင်းကတောင်တိုင်းကိုကြောက်စရာတော့စတတ်လိုက်တယ်အချိန်ဖြုတ်တာတော့စတတ်လိုက်တယ်မင်းရဲ့အလုပ်ကိုကောင်းကောင်းလုပ်တယ်ပို့တော့ဂီယူဆိုင်တယ်မင်းကကုန်ကြစည်းကိုနားလေတယ်ပြီးတော့မင်းမှာရှိနေတဲ့အချိန်မှာမင်းရဲ့ဘဝကိုအတိတ်ပဲရှိအောင်လုပ်တယ်ဒါကကျွန်တော်ရွေးချယ်ခဲ့တာပဲကျွန်တော်မှာအချိန်ရှိသေးတယ်တတ်မှတ်ထားတဲ့အချိန်ကိုမရောက်သေးဘူးဒါပေမဲ့ကျွန်တော်အသက်ကြီးတဲ့အချိန်အသက်ရှင်နေမှာမဟုတ်ဘူးပြီးတော့ကျွန်တော်စပင်းတွေမှာစပင်းဖြူတွေပိုများလာတာကိုတွေ့နေရတယ်ကျွန်တော်တောထဲမှာတဲလေးတစ်ခုမှအနားယူမှာမဟုတ်ဘူးဒါမှမဟုတ်ကမ်းပြေတစ်ခုကိုပြောင်းရွှေ့မှာမဟုတ်ဘူးကျွန်တော်မိပါရီလိုပဲမိသားစုမိကွာမှာမြုံနှံခံရလိမ့်မယ်ကျွန်တော်ခေါင်းတုံးကိုထူဝေးထားပြီးသားအဲ့ဒါလားသုံးဟင်းရောင်းရဲ့ not fun မှာအဝတ်နဲ့ပတ်ထားတယ်ဒါကြောင့်ကျွန်တော်မင်းကိုအခုပြောနေတာမင်းကိုတမျှတာတဲ့ရွေးချယ်ခွင့်ပေးခြင်းတယ်မင်းဆက်နေဖို့ရွေးချယ်မယ်ဆိုရင်ရည်ရွယ်ချက်ရှိတဲ့ဘဝတစ်ခုကိုနေရလိမ့်မယ်မင်းဘာအတွက်အလုပ်လုပ်နေတာလဲဆိုတာကိုတိတိကျကျတီးလိမ့်မယ်ကုံဆုံးသွားတဲ့ဒီနေ့တရက်တာပိုကြီးမားတဲ့အရာတစ်ခုရဲ့အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုမင်းနားလည်လိမ့်မယ်လူအများကြီးဘယ်တော့မှမမြင်ဘူးတဲ့အရာတွေကိုမင်းမြင်ရလိမ့်မယ်မိသားစုတွေကိုမင်းရဲ့ဘဝရဲ့အခက်အခဲဆုံးအချိန်တွေမှာဂရုစိုက်ပေးမယ်ဒီနေရာကိုတည်ငြိမ်အောင်မင်းထိန်းချုပ်ထားမယ်လူအများစုကမယုံကြည်တာတို့ဒါမှမဟုတ်မလိုချင်တာတွေကိုမင်းကပြန်တိုက်ခိုက်မယ်မင်းကောင်းစွာရွေးချယ်မှုကိုလုပ်လိမ့်မယ်ပြီးတော့မင်းရဲ့အချိန်ရောက်တဲ့အခါဒါကတန်ဖိုးရှိတယ်ဆိုတာကိုမင်းသိလိမ့်မယ်ဒါပေမဲ့အဲ့ဒါကမင်းလိုချင်တဲ့ဘဝမဟုတ်ဘူးဆိုရင်ကျွန်တော်နားလေတယ်မင်းဆက်နေစရာမလိုဘူးမင်းထွက်သွားလို့ရတယ်ဒါတွေအားလုံးကိုမိတ်လို့ရတယ်မ
မင်းမြို့ကထွက်သွားဖုန်းနံပါတ်ပြောင်းဘယ်တော့မှနောက်မလဲနဲ့မင်းလိုချင်ရင်မင်းရဲ့ကိုယ်ပိုင်စည်းကမ်းတွေနဲ့ပဲဘဝကိုနေလို့ရတယ်ဒါကရှုပ်ထွေးနိုင်တယ်ဒါကမတိချမှုမရှိနိုင်ဘူးဒါပေမဲ့ဒါကမင်းရဲ့ဘဝပဲကျွန်တော်မင်းကိုမတားဘူးဒါပေမဲ့မင်းက yes လို့ပြောရင်ကျွန်တော်တို့ဆက်သွားမယ်ကျွန်တော်တို့လေ့ကျင့်ခန်းကိုပြီးအောင်လုပ်မယ်စည်းကမ်းတစ်ခုချင်းကိုပြန်သွင်းမယ်ဘာသာရေးထုံးစံစင်းတွေကိုအတူတူလုပ်မယ်မင်းကပြင်ဆင်အလုပ်ကိုကျွန်တော်ရဲ့လက်တွေကိုကြည့်နေရင်းနဲ့လုပ်လိမ့်မယ်မင်းကစကလုံးတွေကိုပြောလိမ့်မယ်ပြီးတော့ကျွန်တော်နားထောင်လိမ့်မယ်အချိန်မှလုတ်ကြိုက်ဖို့အတွက်လက္ခဏာတွေကိုဘလို့ဖတ်ရမယ်ဆိုတာကိုမင်းသင်ယူလိမ့်မယ်မင်းက Ruby ရဲ့ယုံကြည်မှုကိုရလိမ့်မယ်ပြီးတော့ကျွန်တော်သွားတဲ့အခါဒီနေရာကမင်းရဲ့နေရာဖြစ်လိမ့်မယ်ဒါကရွေးချယ်မှုပဲမင်းရွေးချယ်တဲ့လမ်းကြောင်းကိုကျွန်တော်ထောက်ခံမယ်ဒါပေမဲ့မင်းစစ်နေဖို့ရွေးချယ်မယ်ဆိုရင်မင်းဒါကိုအတန်ထွက်ပြောတာကိုကျွန်တော်မြင်ချင်တယ်မင်းပြောပြီးတာနဲ့ကျွန်တော်တို့စတင်မယ်ကျွန်တော်မင်းကိုဒီနေ့မမေ့ဘူးမနှက်ပြန်နေဝင်သွားတဲ့အခါမင်းရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်မေးလိမ့်မယ်ဒါပေမဲ့အခုလေလုတ်စရာအလုံးတွေရှိတယ်ပြီးတော့အခန်း 4C ကအလောင်းကလောက်ရှားသွားတယ်လို့ကျွန်တော်ထင်တယ် ဆက်ပေးခဲ့တဲ့ဇလန်ကိုကြော့တယ်ဆို Ruby ကကျွန်တော်တို့ကိုစောင့် share လေးလုပ်ပေးခဲ့ပါအောင်နောက်ထပ်လဲအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံခြားပရလောကဖေးရတွင်နဲ့ထူးဆန်းထွေလာဇလန်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ BGD channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါအောင်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေ